ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မက်လ6ရက်နေ့ညခင်းပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတက်ကတော့ရေကြီးအမြောက်တက်အနီးတိုက်ပွဲပြင်းထန်နေကဟာဝေဇာလက်နက်ကြီးများပါအေးသိန်းစိတ်ရမိထားကြောင်းတင်ဆက်ပေးပါမယ်ARတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့မြောက်စမ်းရွာမှာရှိတဲ့အမြောက်တက်အမတာ344အနီးအေနဲ့ပူပေါင်းတက်များထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲပြင်းထန်နေကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလနောက်ဆုံးအပတ်ကအမြောက်တက်အနီးတိုက်ပွဲပြင်းထန်ခဲ့ကအေရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အမြောက်တက်အတွင်းမှာစစ်ကော်မရှင်တပ်သားအလောင်းတွေကိုဆွဲထုတ်ကဖော်ဂါရီနဲ့တည်ယူခဲ့ရကြောင်းစစ်ရေးသတင်းရင်းမြစ်ထံကနေသိရှိရပါတယ်။ယခုမက်လဇန်ပိုင်းမှာအေထိုးစစ်ပြန်လည်ပြင်းထန်လာပြီးအမြောက်တက်ရဲ့ဟာဝေဇာနလက်ကိုပါသိမ်းဆည်းရမိထားကြောင်းသိရှိရပါတယ်။လာပေါင်းများစွာတိုက်ထားတဲ့အမြောက်တက်တစ်ခုလက်စာတက်ခံနေပြီးဟာဝေဇာနှစ်လက်ရထားတယ်လို့စီသတင်းရင်းမြစ်က AR Time ကိုပြောပါတယ်။အမြောက်တက်344ရဲ့အခြေအနေကြောင့်ကျုံပြောခလာရ36မှာအင်အားတချို့ကိုပါစစ်ကူပို့ထားရပြီးတီတာကုန်းပြင်းတဝိုက်တော်လန်ရေးတပ်များရဲ့ခြေကုပ်စခန်းများကိုစီးနင်းနေတဲ့စစ်ကော်မရှင်တပ်များဟာလည်းခံစစ်အခြေအနေကိုပြန်လည်ရောက်ရှိနေပါတယ်။ရေကြီးလင်းမျက်နှာတာပေါင်းအဆက်မှာအေနဲ့တော်လန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားတဲ့ဆက်ဆက်ယူချင်းကုံစတဲ့ကြေးရွာတွေကိုစစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်ထားကပသိမ်မုံရလမ်းပိုင်းကိုစုံမှုရယူရန်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်ဖြစ်ကအင်အားနည်းလာတဲ့ရေကြီးအမြောက်တပ်ကိုစစ်ကော်မရှင်ကပြီးခဲ့တဲ့လပိုင်းအတွင်းမှာဘန်ကာတင်များတိစောက်ခြင်းစစ်ကူအင်အားဖြည့်ခြင်းနဲ့ကာကင်စခန်းငယ်များတိုးချဲ့ခြင်းတွေလှုပ်ဆောင်ထားကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ဗမော်တိုက်ပွဲမှာတပ်မ88လက်အောက်ခံစစ်ကြောင်းတိုက်ခိုက်ခံရပြီးသေဆုံးသူများပြားကတိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့နယ်အတွင်းတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးယခုမက်လအစောပိုင်းမှာစစ်ကော်မရှင်ရဲ့စစ်ကြောင်းတစ်ခုအပြတ်အသက်တိုက်ခိုက်ခံရကသေဆုံးမှုများပြားနေကြောင်းသိရှိရပါတယ်။စစ်ကော်မရှင်ရဲ့တပ်မ88လက်အောက်ခံ6မြို့ခြေဆိုင်ခလာရ73မှာစစ်ကြောင်းတစ်ခုလုံးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကော်မရှင်ဘက်မှထိခိုက်သေဆုံးမှုများပြားနေခြင်းဖြစ်ပါတယ်။ဗမော်တိုက်ပွဲကစစ်ကော်မရှင်စခန်းအချင်းချင်းအခြေအဆက်မပြတ်ရေးအားထုတ်နေရတာပါတော်လန်ရေးဘက်ကစစ်ကူနဲ့အထောက်ပံ့ပို့တုံနိုင်ရင်ရလက်ကချက်ချင်းပြောင်းသွားမှာပါလို့ဗမော်စီရီကိုစောင့်ကြည့်နေတဲ့ဒေသခံသတင်းရင်းမြစ်က AR Time ကိုပြောပါတယ်စစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေဟာပြီးခဲ့တဲ့မတ်လ3ရက်နေ့ကလည်းဗမော်မြို့အနီးမှာရှိတဲ့အောင်သာနမိုင်ကျေးရွာနဲ့မူရည်ယုံနေရ3မိုင်ကျေးရွာတို့မှာတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်ထိတွေ့တိုက်ပွဲမရှိတဲ့ရက်တွေမှာလည်းလက်နက်ကြီးတွေနဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိနေပြီးစစ်ကော်မရှင်ကတပ်အချင်းချင်းဆက်သွယ်တဲ့လမ်းကြောင်းများမပြတ်တောက်စေဖို့ဂရုစိုက်ကြိုးပမ်းနေရကြောင်းသိရှိရပါတယ်။လက်ရှိမှာအထက်က1နဲ့ကံဦးဘုံကြီးကျောင်းတို့မှာတပ်ဆွဲထားတဲ့စစ်ကော်မရှင်ရဲ့လက်နက်ကြီးစခန်းများဖြစ်တဲ့အမှတ်21စစ်စင်ရေးကုကဲမှုဌာနချုပ်စက္ကခ21နဲ့ခလာရ236တို့မှနေပြီး KIA ခြေကုပ်နေရာတွေကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်လျက်ရှိပါတယ်။စစ်ကော်မရှင်ဟာခဲယံအလုံးလောက်စုဆောင်းထားပြီးလီကျောင်းမှတဆင့်ထောက်ပို့မှုများပြုလုပ်နေခြင်းကြောင့်ယခုရက်ပိုင်းအတွင်းဟန်တဲဘက်ကိုစစ်ကြောင်းထိုးမှုတချို့ပြန်လည်ပြုလုပ်လာကြောင်းစီးသတင်းရင်းမြစ်များထံကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဥကြုံမိုးထွန်းအပါအဝင်အာဆီယံနိုင်ငံများမှကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးများနဲ့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးတွေ့ဆုံပြီးမြန်မာအရေးနဲ့ဒေသတွင်းကိစ္စရပ်များဆွေးနွေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းအပါအဝင်အာဆီယံနိုင်ငံများမှကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးများနဲ့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးမာတရဆာပီလာဇရိုတွေ့ဆုံပြီးမြန်မာအရေးနဲ့ဒေသတွင်းလုံခြုံရေးကိစ္စရပ်များဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ကုလသမဂ္ဂဆိုင်ရာအာဆီယံအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးများနဲ့ဒီကနေ့မှတွေ့ဆုံကြောင်းသတင်းထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ American ပြည်ထောင်စုနယူးယောက်မြို့မှာရောက်ရှိနေတဲ့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကကုလသမဂ္ဂဆိုင်ရာအာဆီယံအမြဲတမ်းကိုယ်စားလှယ်များနဲ့တွေ့ဆုံက2026ခုနှစ်အတွက်ဖိလစ်ပိုင်နိုင်ငံကအာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်မဲ့ဦးစားပေးလုပ်ငန်းစဉ်များနဲ့ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းပြောဆိုကြောင်းသိရှိရပါတယ်။အာဆီယံဥက္ကဋ္ဌမြန်မာအရေးအထူးတမန်လည်းဖြစ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးလည်းဖြစ်သူMA တရဆာပီလာဇရိုကမြန်မာအရေးအတွက်ကူညီဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်များရဲ့နောက်ဆုံးအခြေအနေတွေကိုရှင်းပြခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်2029-2028ခုနှစ်အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်နိုင်ငံအဖြစ်ဖိလစ်ပိုင်နိုင်ငံကဝင်ရောက်ရှင်းပြသွားမယ့်ခြေအနေကိုလည်းရှင်းလင်းပြောဆိုတယ်လို့သိရှိရပါတယ်။အဆိုပါတွေ့ဆုံပွဲမှာတောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ဝတ်စည်းကမ်း Code of Conduct COC ဖော်ဆောင်မှု
မြန်မာအရေးနဲ့အရှိအလဲပိုင်းဒေသချင်းနေများအပါအဝင်အာဆီယံရဲ့ယက်တီချက်နိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်များပေါ်ပွင့်လင်းမြင်သာစွာအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။အာဆီယံအနေနဲ့အရှိတောင်အာရှဒေသတွင်သာမကကမ္ဘာတဝန်းမှာပါငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်လာစေဖို့ဆက်လက်တိုက်တွန်းဆောင်ရွက်သွားမယ်လို့အဆိုပါတွေ့ဆုံပွဲမှာအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကပြောဆိုသွားခဲ့ပါတယ်ခင်ဗျာနောက်တက်တင်ဆက်ပေးချင်တာကတော့ခွဲထွက်မှာမဟုတ်မြန်မာစာတင်ဖို့ UWSA ညွှန်ကြားကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတော်မှလုံးဝခွဲထွက်မှာမဟုတ်ဘူးဆိုတဲ့ယက်တီချက်တိုင်းပညာရေးမှာမြန်မာစာနဲ့ဝါစာကိုအထူးသင်ယူကြဖို့မတ်လ3ရက်နေ့ကပြုလုပ်ခဲ့တဲ့ဟိုပန်ခရိုင်အစည်းအဝေးအတွင်းမှာဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကညွှန်ကြားခဲ့ကြောင်းဝဒေတာတွင်သတင်းများမှာဖော်ပြထားပါတယ်အဆိုပါအစည်းအဝေးမှာပြည်သူများအပေါ်ဖိနှိပ်ခြင်းအာဏာအလွဲသုံးစားလုပ်ခြင်းကြားဖြတ်တဲ့မူရစ်စေဝါလုပ်ငန်းများတွင်ပါဝင်ပတ်သက်ခြင်းတို့ကိုလုံးဝမပြုလုပ်ရန် UWSA တာဝန်ရှိသူတွေကပြောဆိုခဲ့ပြီးရင်းညွှန်ကြားချက်တွေဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်နေ့က UWSA ဌာနချုပ်ပန်ဆန်းမှာပြုလုပ်ခဲ့တဲ့ဝပြည်နယ်2025ခုနှစ်ဘိုးလုပ်ငန်းနှစ်ချုပ်အစည်းအဝေးညွှန်ကြားချက်ပေါ်အခြေခံကြောင်းဆိုပါတယ်။သို့သောယခုနှစ်ပန်ဆန်းမှာပြုလုပ်တဲ့2025ခုနှစ်ဘိုးလုပ်ငန်းနှစ်ချုပ်အစည်းအဝေးနဲ့ပတ်သက်ပြီး UWSA ဘက်မှထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဘိုးလုပ်ငန်းနှစ်ချုပ်အစည်းအဝေးမှာ UWSA ကနိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုများဆက်လက်အကောင့်ထဲပေါ်ခြင်းမန်ဆိုင်တပ်တုတွင်ပြန်လည်ဖွင့်လှစ်ခြင်းတရားမဝင်လုပ်ငန်းများအားအချိန်နဲ့တပြေးညီထိန်းချုပ်စည်းစိမ်ခြင်းနိုင်ငံခြားဆက်ဆံရေးအားတိုးမြင့်ခြင်းတဘာဝစွမ်းအင်များနဲ့လျှက်စစ်တအားထုတ်လုပ်မှုတိုးမြင့်ခြင်းတရုတ်မြန်မာစီးပွားရေးလမ်းကြောင်းကိုအသုံးပြုပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအားဖြည့်ခြင်းစတဲ့အချက်များအပါအဝင်ကိုချက်ပါတဲ့ရှေ့လုပ်ငန်းစဉ်ကိုချမှတ်ခဲ့တယ်လို့ဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတာကတော့အီရတ်မှာရှိတဲ့ကတ်ဌာနချုပ်ကိုအီရန်ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်အရှေ့လေပိုင်းဒေသတစ်ခုလုံးစစ်မီကူးဆက်နေတဲ့6ရက်မြောက်နေ့မှာအီရန်အစိုးရဟာအိန္ဒိချင်းအီရတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ကတ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာလက်နက်ကိုင်အဖွဲ့တွေကိုပြစ်မှတ်ထားကပြင်းထန်တဲ့စစ်စင်ရေးတရက်ကိုစတင်ဆင်နွှဲခဲ့ပါတယ်။အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ဟာအစ္စရေးနဲ့ဒေသတွင်းမှာရှိတဲ့အမေရိကန်ပိုင်ဆိုင်မှုတွေကို16ကြိမ်မြောက်ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုများဖြင့်တပြိုင်နက်တည်းတုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အီရန်အစိုးရပိုင် Press TV ရဲ့ဖော်ပြချက်အရ၎င်းတို့စစ်တပ်ဟာအနောက်ဘက်နေဆက်မှတစဉ်အီရန်အတွင်းကိုကျူးကျော်ဝင်ရောက်ရန်ကြိုးပမ်းနေတဲ့ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့တွေကိုချေမှုန်းခဲ့ခြင်းဖြစ်ပြီးအီရန်နိုင်ငံဆူလီမာနီယတ်ပြည်နယ်မှာရှိတဲ့ကိုမာလာကတ်လက်နက်ကိုင်အဖွဲ့ရဲ့ဌာနချုပ်ကိုဒုံးကျည်တွေနဲ့ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ဆိုထားပါတယ်။အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနကတော့၎င်းတို့ဟာဒေသခံမွန်မြတ်သောကတ်လူမျိုးများနဲ့ပူးပေါင်းကအစ္စရေးအမေရိကန်တို့ရဲ့အီရန်ပြည်ပေါ်ကျူးကျော်တဲ့အစီအစဉ်ကိုဟန်တားနေခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းအမေရိကန်နဲ့အစ္စရေးတို့ရဲ့အီရန်နိုင်ငံအနှံ့ဘုံကျဲတိုက်ခိုက်မှုတွေဟာပုံမပြင်းထန်လာပြီးမြို့တော်တဟီရန်အပါအဝင်မြို့ကြီးတော်တော်များများမှာပောက်ကွဲမှုများဆက်တိုက်ဖြစ်ပွားနေပါတယ်။စနေနေ့မှာစတင်ခဲ့တဲ့အဆိုပါတိုက်ခိုက်မှုတွေကြောင့်အီရန်နိုင်ငံသားအနည်းဆုံး1045ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း Tasnim သတင်းဌာနကဆိုပါတယ်။အစ္စရေးစစ်တပ်ကလည်းအီရန်နိုင်ငံကွမ်မြို့မှာတိုက်ခိုက်ရန်ပြင်ဆင်နေတဲ့ပေထိန်ဒုံးကျည်စင်းတွေကိုဖျက်ဆီးနိုင်ခဲ့ကြောင်းအတည်ပြုခဲ့ပြီးအမေရိကန်အလဲပိုင်းစစ်ဌာနချုပ်ဆန်ကွမ်ကတော့အီရန်ရဲ့ရွေရှာဒုံးကျည်ပစ်လွတ်နိုင်စွမ်းကိုအမြင့်ပြတ်ချေမှုန်းသွားမယ်လို့ကြေညာထားပါတယ်။လက်ရှိမှာဒေသတွင်းနိုင်ငံများဖြစ်တဲ့ဆော်ဒီအာရေဗျက၎င်းတို့ဝင်အတွင်းကိုကျူးကျော်လာတဲ့ drone တွေကိုကြားဖြတ်ပစ်ချနေရတယ်လို့ကာတာနိုင်ငံကလည်းဒိုဝါမှာရှိတဲ့အမေရိကန်တန်ယုံအနီးမှာနေအိမ်တွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနေရပါတယ်။အီရတ်ကဒေသတမရနေချာဗန်ဘာဇာနီကတော့၎င်းတို့ဒေသကိုမြည်သည့်စီးရေးပရိပက္ခတွင်မှအတုံးချခွင့်ပြုမှာမဟုတ်ကြောင်းနဲ့ဒေသတွင်တည်ငြိမ်ရေးကိုထိန်းသိမ်းရန်ကြိုးပမ်းနေကြောင်းပြောကြားထားပေမဲ့လည်းအခြေအနေတွေဟာဆိုးရွားတဲ့စစ်ပွဲကြီးတစ်ခုစီကိုဦးတည်နေစေဖြစ်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့မြေပြင်စီးရေးသတင်းသုံးသက်ချက်တွေကတော့တရုတ်နားကသွားပြီလားထရမ့်အတွက်အီရန်ပွဲကပြတ်ပြီးတကယ်တာထွက်တုံးကအတူတူပေမဲ့အစ္စရေးကိုတတ်အနေနဲ့တည်ပေးခဲ့တယ်လို့ဒီအဝန်းကအီရန်ရဲ့ရန်ဘက်တွေကလည်းအီရန်ရဲ့ဗယံပရာပစ်ခတ်မှုတွေကြောင့်အီရန်ကိုပြန်တိုက်လာနိုင်ပါတယ်။တချို့လဲကာကွယ်ခေါင်းစဉ်နဲ့ပြန်ဖက်နေကြပါပြီ။ထရမ့်ကဘာဖြစ်ချင်တာလဲ။ယူကရိန်းကို EU ကငတိတွေနဲ့ပြန်တည်ပေးထားတယ်လို့အီရန်ကိုလည်းအစ္စရေးနဲ့အစ္စလာမစ်ရန်ဘက်အစ္စလမ်နိုင်ငံတွေအချင်းချင်းပြန်တည်ပေးမယ်အခြေအနေ။နီတိုခေါင်းစဉ်အနေနဲ့ရော UK ပြင်သစ်တို့ကတီးကြအနေနဲ့ရောအရှိအလဲပိုင်းကိုဝန်းရံလာကြပြီ။ချီတို့ကြီးတွေထွက်လာပြီးဆိုတဲ့သဘောပါ။သူတို့တကယ်တိုက်မတိုက်မသိပေမဲ့ US နဲ့တူဒီပွဲကို supervise လုပ်မဲ့သဘောရှိပါတယ်။သူတို့ဖန်တီးတဲ့စစ်ပွဲမှာ
supervise လုပ်တယ်ဆိုတာအချိန်ကိုကစားတာပါပဲ။တစ်ချိန်က Israel တို့တိတ်တဆိတ်လုပ်ခဲ့တဲ့ Operation Opera ကိုတောင်တတိယမိပါတယ်။ဆာဒန်ဟူစိန်စူးစမ်းနေတဲ့ New Aimag ကိုပြချခဲ့တဲ့အင်မတန်သေသက်လှတဲ့ Israel လက်ရာစစ်စင်ရေးတစ်ခုပါ။ဆာဒန်ဟူစိန်ရဲ့ခံယူချက်မူဝါဒကခါမီနီတို့နဲ့အတူတူပါပဲ။ဘာသာရေးနဲ့တင်းကျပ်စွာချုပ်နှောင်တာကိုကျမ်းသာတဲ့ Islamic နိုင်ငံတွေကသဘောမကျကြသလို New Lebanon နဲ့အာနာပါဝါလွှမ်းမိုးလာမှာကိုလည်းမလိုလားကြပါဘူး။အခုအီရန်ကိုကတ်တွေဝင်မယ်ကတ်တွေကကမ္ဘာတဝန်းပြန့်နှံ့နေတဲ့လူမျိုးစုပါ။တစ်ချိန်က Israel နိုင်ငံလိုပါပဲ။နိုင်ငံမဲ့ပေါ့ကတ်တွေရဲ့ရုံးအားက Hezbollah တို့ Hamas တို့တဲ့ပိုကျမ်းပါတယ်။ကတ်လူမျိုးကကမ္ဘာတဝန်းမှာတန်း40ကျော်ရှိပါတယ်။နိုင်ငံမရှိတဲ့အတွက်ဒီကနေ့ကမ္ဘာအင်အားကြီး American ကသာတေချာကတိပေးနိုင်မယ်ဆိုရင်နိုင်ငံတစ်ခုသို့မဟုတ်အပိုင်စားနေမြေတစ်ခုဆိုတဲ့မလုံးကကတ်တွေရဲ့ပေါက်ကွဲအားကိုနှစ်ဆတင်ပေးပါလိမ့်မယ်။ရှားဘရင်ရဲ့သားနဲ့ American ကြားက deal တစ်ခုရှိနေပြီလို့ယူဆစရာပါ။ Hamas မှာဂျမ်ပစ်ကုန်တဲ့အတွက်အာရှမှာကြရက်ထလာပါတယ်။အထူးသဖြင့်အာဆီယံရပ်ဝန်းနဲ့တရုတ်ရောက်ရက်ခတ်နေပါတယ်။ဘာသာစာကြီးထရီမူးနေသလားမှတ်ရပါတယ်။တရုတ် Trump ပြန်တက်လာရင်တရုတ်ကတိုးရင်ပေါင်းနဲ့တွေ့ခံရမှာသိပါတယ်။ဒါကြောင့် Biden မစင်ငင်ကလေးကကမ္ဘာဖြတ်မောက်လုပ်ငန်းတွေရဲ့ contractor တွေမှတ်သမျှကိုတရုတ်ကလုတ်ကွက်ချပေးနေခဲ့ပုံရပါတယ်။ရွေချက်က Trump ရဲ့ဒေါသတွေသူ့ဘက်လှည့်မလာအောင်အလုပ်ပေးထားဖို့တတ်တတ်ပါ။ Trump တက်လာကလေးကဖအေနဲ့သားများတွေကညွန့်ဝင်းလို့ပြစ်ခတ်ပြီးဝင်လာတာပါပဲ။ကုန်သွယ်ရေးအခွန်နဲ့အကုန်ပတ်ပစ်ပြီးတော့တရုတ်ရှုပ်ထားတဲ့အထုပ်တွေတစ်ခုပြီးတစ်ခုရှင်းတယ်လို့တရုတ်ခြေကုပ်ယူထားတာတွေဆွဲနှုတ်မောင်းထုတ်ပစ်တာတရဇက်ပါ။စီးရင်နဲ့ကုန်သွယ်ရေးစီးပွားရေးအတွက်တရုတ်ခြေပုံခုတ်နေတဲ့အာတိတ်ရေလန်းချောင်းကိုပိတ်တယ်။ Greenland ကိုခိုးချောင်းခိုးဝက်နဲ့ဝင်ဥနေတဲ့တရုတ်ကိုမောင်းထုတ်ပြီးအနိုင်ကျင့်ပြီးလူယူလိုက်ပါတယ်။ American ကိုတိတ်ဆိတ်လူမောင်ခိုးနဲ့ကုန်စီခိုးသွင်းနေတဲ့ပနာမကိုဖိအားပေးပြီးတရုတ်ခြေဆိုင် base တွေကိုမောင်းထုတ်ပါတယ်။ Fentanyl တွေနဲ့ America ကိုဖိသွင်းနေတဲ့ Mexico နဲ့ Cuba ကိုပြဿနာရှာပြီးပိတ်ပါတယ်။တရုတ်ရဲ့ partner Mexico မွေးရရာဇာကိုရှော့ပစ်ပါတယ်။ဤပညာယူစိတ်မှုကိုအခွင့်ကောင်းယူပြီးခိုးနေတဲ့တရုတ်ရဲ့ဇဲတွေခိုးမှုတွေဖော်ပြီးကန့်သက်ပစ်ပါတယ်။စွမ်းအင်အားနည်းချက်ရှိတဲ့တရုတ်ရဲ့ရေနံပြဿနာကိုတက်နှင်းဖို့ Venezuela နဲ့ Iran ကိုဝင်ကြိတ်ပါတယ်။ Venezuela ရေနံ source ကို US အတွက် backup source တေချာစေပြီးတဲ့နောက်မှာတရုတ်ရဲ့အဓိကကင်ကောင်ခါမီနီကိုတွယ်ပစ်လိုက်တယ်လို့စွမ်းအင်ထွက်ပေါက် Hamas ရေလက်ကြားမှာဖုံထားပြီးရေနံကိုဖျက်ပစ်တဲ့ခြေနေဖန်တီးပါတယ်။ရွှေမဲပေါ်အခြေခံထားတဲ့ US ဒေါ်လာကိုဖြိုဖို့ကြော်ခွဖို့ကြိုးစားနေတဲ့ BRICS ရဲ့အခြေအနေကစမုံတုံးပြီလို့ပြောလို့ရပါတယ်။ BRIC လက်ပတ်ဖို့လိုအပ်တဲ့အခြေခံရပ်ဝန်းက Middle East ပါပဲ။ BRICS ငွေပေးချေမှုတွေလည်းလက်ပတ်နေတာဟာ Middle East ရေနံဖလှယ်မှာအများဆုံးလက်ပတ်နေတာပါ။လက်ပတ်မှုတိတ်ကိုချောမိသွားပြီးအသားကျသွားရင် US ဒေါ်လာကိုနန်းချတော့မဲ့ BRICS ပေါ်ရန်ကီကိုပြေးကပ်လို့မရတော့ Israel ကိုဘောပြေးရက်တဲ့မိုဒီကနာမငိမ်ဖြစ်နေတယ်လို့ BRICS အဖွဲ့တွေပြဿနာပေါင်းစုံနဲ့ဖားတဲ့မီးလောင်နေကြတာအမြင်ပါပဲ။တရုတ်ရဲ့ Indo-Pacific အခင်းကျင်းမှာ IBN ကိုပွဲထုတ်ပြီးကာဝန်ကိုလည်းအင်ပြူတော်ခေါ်တွေ့ကလူဆိုးတွေနဲ့မောင်တိုင်ပင်လှုပ်ထားသလိုတရုတ်နဲ့ US ကြားမှာစိတ်လက်စီလုံနေတဲ့တောင်အာရှကငနေတွေလည်းအီရန်အတွေ့ခံရပြီးစွမ်းအင်ကနခရက်ထလာတော့ဖားတဲ့မီးလောင်ကြပါတော့မယ်။ဒီကြားတဲ့ time မှာ FBI တို့ Special Strike Force တို့က scam ကိစ္စတွေအစဆွဲထုတ်ရင်းနဲ့အထုပ်ဖြေဖို့အင်အားထုတ်နေပါပြီ။တရုတ်ရဲ့အဓိကစီးပွားရေးဈေးညံဖြစ်တဲ့ပါကစ္စတန်နဲ့အာဖဂန်ကလည်းပွဲတယ်နေပါတယ်။ပါကစ်ကို US ကလက်ချင်းချိတ်ထားတယ်ဆိုပြီးနောက်ကနေပင်ပေးနေပါတယ်။မြန်မာပြည်ကတရုတ်ရဲ့အဓိကဂေပေါက်ဖြစ်တယ်လို့ Trump ကမလက်ကားကိုထပိတ်ရင်မြန်မာဂေပေါက်တစ်ခုပဲကြံပါတော့တယ်။မြန်မာကိုလည်း Brave Burma Act နဲ့ 121M ကိုယာထားပြီးခေါင်းစဉ်ထုတ်ထားပါပြီ။ရှမ်းဘက်ကတရုတ်ရဲ့အိမ်မွေးခွေးအုပ်စုတွေရဲ့ယာကိုဇာနဲ့အီရန်နဲ့ရဲ့သုံးပင်လိန်ပွေရှုပ်ထားတဲ့ Uranium Case က CIA ထောင်ထားတဲ့ယာကူဇာကောင်ကိုထောင်တန်းတရားဝင်အမိန့်ချမှတ်လိုက်ပါတယ်။လီယနေမှာချတာတိုက်ဆိုင်စွာပဲအီရန်ကိုအမှုထောင်းနေတဲ့အချိန်နဲ့ကွက်တီပါ။စစ်စင်ရေးတွေအရယူရေနီယံအယောင်းဝယ်ကိစ္စယာကူဇာကောင်နဲ့ရှမ်းကကောင်တွေနဲ့တွေ့ဆုံဆွေးနွေးထားတဲ့ဗီဒီယိုဖိုင်သက်သေတွေကအခု US လက်ထဲမှာပါ။အခုအီရန်ကိုတွေ့နေတာညူကိစ္စဆိုရင်တော့အတော်ကိုလှနေပါပြီ။ဘာမာအက်ကို Trump လက်မှတ်ထိုးတာမြန်မာဟာအမေရိကန်ရဲ့စီးပွားရေးကိုထူးကဲစွာချင်းချောက်ပါတယ်ဆိုပြီးခေါင်းစဉ်တက်ထားတာမို့ရင်ခုန်စရာတော့အတော်ကောင်းပါတယ်။တရုတ်ကမြန်မာကိုကယ်ဖို့အသာထားအောင်ဝါမက်စ်ကြီးလက်ကျဘလော့ဖြစ်နေလို့စွမ်းအင်ကိစ္စရင်ပူနေရပါပြီ။သူ့ရဲ့အရန်လောင်စာတူလောင်နိုင်စွမ်းကရက်60တာရှိပါတယ်။အီရန်ပွဲကအမေရိကန်နောက်ပြန်ရှုပြီးညီကိုချင်းတွေစောတော့မဲ့အနေထားကတွေကလည်းကြောညာဝင်နေပြီဆိုတော့အီရန်ဟာစနစ်တစ်ခုကိုသွားမှ
ငြိမ်းချမ်းမဲ့အပေါက်ရှိပါတယ်။ရှားပြင်မျိုးဆက်နဲ့ပြန်စားမလားဒီမိုကရေစီနဲ့ပြန်သွားမလားဘယ်လိုသွားငပွားကြီးဩဇာကထာဝရຫນွယ်ဖြစ်နေတော့မှာဖြစ်ပါတယ်။တရုတ်ရဲ့စွမ်းအင်ကဏ္ဍကဖုတ်လိုက်နဲ့သွားနေရတော့မယ်သဘောပါ။ဒီချိန်ဆိုရင်တရုတ်ရဲ့ cheap product တွေကမ္ဘာဈေးကွက်မှာမာနိုင်ဖို့မလွယ်တော့တယ်လို့ဈေးမတက်တာတဲ့ကုန်ပစ္စည်းနဲ့ကမ္ဘာဈေးကွက်ကိုဖောက်ဖို့တရုတ်အစင်ပေးမပြေဘယ်သူမှမသိတော့ပါဘူး။နောက်ပြီးဗိုလ်ချုပ်ကြီးကျန်းယူရှာတို့အုပ်စုကိုကျင့်ဖင်ကဖြူပစ်လိုက်တယ်လို့ CCP ကိုယ်စားလှယ်နေရာ20လောက်ကိုလည်းဖြုတ်ထုတ်သက်လုပ်ပစ်လိုက်တာမို့တရုတ်ကွန်မြူနစ်ပါတီရဲ့ရေပတ်မဝင်စီးလုံးမှုဆိုတာပုံပြင်လို့ဖြစ်နေပါပြီ။ CCP အတွင်းထဲမှာအတွင်းကြီးယောဂရသွားတာလို့ဆိုကြပါတယ်။ပြည်တွင်းမှာလည်းပြည်သူကအထူးသဖြင့်လူငယ်တွေကအလုတ်လက်မဲ့ကိစ္စတွေအတွက်အတော်စိတ်လေနေကြပြီးတရားခံရှာကျင်နေကြပါပြီ။တရားခံကဘာတူလဲ။ပထမမျိုးဆက်တရုတ်ပြည်သူကလည်းငွေကျုံယောဂရပြီးစီးပွားရေးကျုံလာတဲ့တန်းကိုအလူလေခံနေရပါတယ်။အချိန်ကိုက်ပဲတောင်တရုတ်ပင်လယ်နဲ့အိန္ဒိယသမုဒ္ဒရာမှာအနောက်အုပ်စုကဂျပန်နဲ့ဖိလစ်ပိုင်ကိုထောင်ထားပြီးဖုန်ထလာရင်တရုတ်အနေနဲ့ဒေါသရှိထားလို့မရနိုင်တော့ပါဘူး။တရုတ်ရေတပ်အတွက်လောင်စာစီလေတပ်တွေအတွက်လေရင်စီကြီးတပ်တွေအတွက်လောင်စာစီတောင်ချီတဲ့ငါးဖန်သင်းမောတွေအတွက်လောင်စာစီပြည်တွင်းသုံးဆွဲဖို့လောင်စာစီကမ္ဘာထုတ်ကုန်အများဆုံးနိုင်ငံဆိုတော့ကုန်ထုတ်လုပ်ခြင်းနဲ့ပို့ဆောင်ရေးအတွက်လောင်စာစီဘဲမှာလဲလောင်စာစီခွေးကိုကြောင်ပိတ်ထားတယ်လို့ပါပဲတရုတ်ကိုကြောင်ပိတ်ထားပါတယ်ခွေးကိုကြောင်ပိတ်ရရင်ကြိုက်ပါတယ်တရုတ်ကိုကြောင်ပိတ်ရရင်ရောကြိုက်မာလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပါတရုတ်ကသာအပြင်မှာသူနဲ့မတူသူ့ရန်သူဆိုပြီးပတ်ဖြဲနေတာတကယ်တရုတ် CCP ကိုဖြိုချမှာအမေရိကန်လည်းမဟုတ်တယ်လို့ဂျပန်လည်းမဟုတ်ပါဘူးမကြခင် PR တက်မခံနိုင်လို့လမ်းပေါ်ထွက်လာမဲ့တရုတ်ပြည်သူတွေပဲဖြစ်ပါလိမ့်မယ် CCP ဟာအိမ်မှာနေရင်တောင်ရန်သူနေမြေတဲမှာနေထိုင်ချက်စားနေတဲ့ငကြောင်အဖွဲ့တစ်ခုလိုပဲတရုတ်ပြည်သူဟာသူ့ရန်သူစစ်တွေပြန်ဖြစ်လာတော့မဲ့သဘောလို့မြင်မိပါတယ်မြန်မာပြည်ကိုအာဏာသိမ်းတာတရုတ်ပဲဖြစ်တယ်မအားလာတို့ကိုကန့်တို့ဝါတို့ဆိုတာတရုတ်နဲ့ပြည်သူနဲ့ကြားမှာချာပေးထားတဲ့တေကျက်လောက်ခံရတဲ့တရုတ်လက်အောက်ခံရန်ရာတွေတတ်တပါတရုတ်ပြိုးရင်အကုန်ပြိုးပါပြီမြန်မာပြည်ရဲ့ရန်သူစစ်စစ်ဟာတရုတ်ပဲဒီလိုပဲယူဆမိနေပါတယ်မတူသောအယူအဆအမျိုးမျိုးရှိနိုင်ကွဲလွဲနိုင်ပါတယ်လို့ရေးသားထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်ရေးတစ်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ